1384ခုနှစ်တဇာမောလဆန်း12ရက်2022ခုနှစ်နိုဝင်ဘာလ4ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမနတ္တုမြတ်ဗုဒ္ဓဤတုံ့ပြန်ချက်များအပိုင်း1တရားဒေသနာတော်ကောင်းတဲ့လုပ်ငန်းတစ်ခုလုပ်လို့ရှိရင်အဖြတ်အမှောင့်ဆိုတာတွေကပေါ်လာတတ်တယ်ပေါ့နော်လောကမှာဘာဖြစ်လို့လဲဆိုအကောင်းကိုလူတိုင်းမကြိုက်ကြဘူးလူတိုင်းမကြိုက်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်လူတွေမှာချက်လက်စီဆိုတဲ့အိတ်တတရားရှိတယ်တူတယောက်တိုးတက်သွားမှာကိုဘလိုလာတဲ့စိတ်အိတ်တာဆိုတာလူတယောက်ချီးကွက်တိုးတက်သွားလို့ရှိရင်အပြည့်ပြောချင်တဲ့စိတ်အဲ့ဒီတရားဟာလူလောကကြီးကိုလွှမ်းမိုးပြီးတော့ထားတာဖြစ်တယ်ပေါ့ဒါကြောင့်လောကမှာအမြင့်မြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တရားတော်ဘာကိုကျင့်ကြံကြုတ်ကိုအားထုတ်နေတဲ့မြတ်စွာဘုရားရဲ့မြင့်မြတ်မှုချီးကျက်မှုကိုမြင့်မြတ်ချီးကျက်တဲ့ခုံရည်ချင်းတွေကိုရရှိမှုကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေကနောက်ဆက်တာအဲ့တော့ကြည့်လိုက်မယ်ဆိုရင်လောကမှာအနောက်ဆက်ကင်းပြီးတော့ချီးပွားတိုးတက်ဖို့ဆိုတာခက်ခဲတဲ့သဘောရှိတယ်ပေါ့နော်အနောက်ဆက်ကရှိတယ်အဲ့ဒီနေရာမှာလည်းပဲစဉ်းစားကြည့်ရမှာတော့ခေတ်ဆိုတာမျိုးမျိုးရှိတဲ့ထဲမှာခေတ်ဆိုးခေတ်ကောင်းအချိန်ကာလပိုင်းဆိုတာရှိနိုင်တယ်စာပေကျမ်းကမှာဆိုထားတဲ့ခေတ်ကာလကိုရှုခ၄မျိုးနဲ့ဖော်ပြထားတာရှိတယ်ကတ္တယုဂဒရေတယုဂဒွါပရယုဂနဲ့ကလိယုဂလို့ဘုရားဘာသာကျမ်းစာမှာတော့မဟုတ်ဘူးအိန္ဒိယနိုင်ငံမှာထွန်းကားတဲ့တက္ကသဘာသာကျမ်းစာမှာလူလောကသမိုင်းကိုခေတ်လေးခေတ်နဲ့ပိုင်းခြားပြီးတော့ဖော်ပြထားအဲ့တော့ဘုရားရဲ့ဟောပြောချက်နဲ့လည်းပဲစီးမြော်တယ်ပေါ့ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားကလူလောကကြီးဟာကောင်းလိုက်ဆိုးလိုက်မတည်ငြိမ်တဲ့အနေအထားရှိတယ်ကောင်းတဲ့အပိုင်းကနေပြီးတော့ဆိုးတဲ့အပိုင်းကိုတဖြည်းဖြည်းရွေ့ရှားသွားတာရှိသလိုဆိုးတဲ့အပိုင်းကနေပဲကောင်းတဲ့အပိုင်းကိုရွေ့ရှားသွားတဲ့အချိန်ကာလမျိုးရှိတယ်အဲ့တော့မတည်ငြိမ်ဘူးပေါ့အကောင်းကြီးလည်းမရှိနိုင်ဘူးအဆိုးကြီးလည်းမရှိနိုင်ဘူးဒါဟုတ်တယ်ဖြစ်နိုင်တယ်လောကမှာအခြေအနေဆိုတာအဲ့တိုင်းပဲလေကောင်းတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဆိုးတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဒါကြောင့်မို့လူလောကလူသမိုင်းကိုကြည့်လိုက်မယ်ဆိုရင်လောကမှာရှိတဲ့လူသားတွေဟာလေးပုံလုံးကောင်းတဲ့အချိန်ပိုင်းဆိုတာရှိခဲ့တယ်တကယ်ကိုလူတိုင်းဟာကောင်းမွန်တဲ့စိတ်ထားတွေနဲ့အဝိဓမ္မတာယာအေးချမ်းတဲ့အချိန်ပိုင်းကိုကတ္တယုဂခေတ်လို့ခေါ်တယ်လူကိုလေးပုံသလုံးဟာလူကောင်းတွေကြီးပဲနောက်အဲ့ဒီထဲကနေတဖြည်းဖြည်းရောကြလာတဲ့အခါမှာလေးပုံထဲမှာဆွမ်းဆန်တဲ့ကြက်ချေးရောဆိုတာလို့ကြွက်ချေးရောဆိုတာလို့ပဲလေးပုံတပုံလောက်ကအဆိုးဘက်ကိုရောက်လာတာရှိတယ်အဲ့ဒီအဆိုးဘက်ရောက်လာတဲ့အခါမှာသုံးပုံကပဲလူခေါင်းတပုံကအဆိုးဖြစ်လာတယ်အဲ့ဒီခေတ်လဲကြော်ဖြတ်ခဲ့ရတာပဲအဲ့ဒီခေတ်ကတရိတာယုဂလို့ခေါ်တယ်ဒွါပရယုဂခေတ်ရောက်လာတဲ့အခါကျတော့
အကောင်းဘက်ကမတိုးပဲနဲ့အဆိုးဘက်ကတိုးလာတယ်ဒါသဘာဝပဲလေစဉ်းစားကြည့်ပေါ့တရက်သီး10လုံးဆိုတာဆိုအဲ့ဒီတရက်သီး10လုံးထဲမှာအပုတ်တစ်လုံးပါလာတယ်အပုတ်တစ်လုံးနဲ့အကောင်း9လုံးတူတူထားလိုက်လို့ရှိရင်အဲ့ဒီအကောင်း9လုံးကပုတ်နေတဲ့တရက်သီးကိုအကောင်းဖြစ်အောင်မလုပ်နိုင်အဲ့ဒီပုတ်နေတဲ့တရက်သီးတစ်လုံးကနေပြီးတော့ကျန်တဲ့9လုံးကိုပုတ်သွားအောင်ပဲလုပ်တယ်ကောင်းပြပြတယ်တော့မရှိဘူးနော်အဲ့တော့လူရဲ့အဆိုးဘက်ကိုရောက်လာတာအဲ့တော့လူတွေဟာသုံးပုံကနေပြီးအဆိုးကနေတိုးလာတော့၄ပုံဖြစ်လာတယ်တရိတာယုကလို့ခေါ်တယ်နောက်တစ်ခါတဝက်စီကောက်တဝက်စီဆိုးနေတဲ့အနေအထားမျိုးကတခါအဆိုးဘက်ကပိုးလာပြန်တယ်လူ၄ယောက်မှာတစ်ယောက်ဖက်လူကောင်းကြံပြီးတော့ကျန်တဲ့လူ၃ယောက်ကအဆိုးအဲ့တော့အကောင်းကတပုံပဲကြံတော့တယ်အဲ့ဒီခေတ်ကိုကလိယုဂလို့ခေါ်တယ်အဆိုးများသွားတဲ့ခေတ်ပေါ့နော်ဆိုးများသွားတဲ့ခေတ်ကောရမမြတ်စွာဘုရားပွင့်တာဟာအဲ့ဒီကလိယုဂမှာပွင့်တာအဆိုးများတဲ့ခေတ်မှာဥပမာမဲ့၄ချောင်းတော့စပွဲကြီးမှာခြေတော့၃ချောင်းကကျိုးနေပြီးတော့ခြေတော့တစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲဘယ်လိုနေမလဲချစ်ကြည့်ပေါ့ခြေတော့တစ်ချောင်းနဲ့ပဲထောက်ထားတဲ့စပွဲစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်မယ်အဲ့တော့လူလောကကြီးဟာအကျင့်တရားတွေပြက်ပြားပြီးတော့လှုပ်လဲလှုပ်တယ်စောင်းလဲစောင်းနေတဲ့အဆိုးဆုံးအချိန်ပိုင်းလို့သူတို့ပြောလို့ရတယ်ပေါ့နော်ချိန်ပိုင်းကိုရောက်လာအဲ့ဒီချိန်ပိုင်းကလည်းပဲနောက်ဆုံးမှာလူ၄ပုံဟာ၄ပုံလုံးအဆိုးတွေကြီးဖြစ်သွားတဲ့အချိန်ပိုင်းရောက်လာနိုင်သေးတယ်ပေါ့အဲ့ဒီကျရင်တော့အကောင်းကုန်သွားပြီးတော့အဆိုးတွေလွှမ်းမိုးသွားတဲ့အချိန်ရောက်အဲ့လိုဖြစ်သွားပြီဆိုရင်တော့လောကမှာလောကကြီးတစ်ခုလုံးဟာမိဟုံတောက်ပြီးတော့ပျက်စီးဆုံးရှုံးတဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်အခုခေတ်ကြီးကိုကြည့်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဘက်ကိုတာဆူးနေတဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုအစွမ်းထက်တဲ့လက်နဲ့ကြီးတွေဟာမိဟုံတောက်မဲ့ဟာတွေကြီးပဲလေကောင်းလို့အဲ့တော့အကောင်းဆိုမမျော်လင့်လို့မရတဲ့အနေအထားပဲဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုဖျားပွင့်ကြတဲ့ကလေးယုတ်ခေါ်တာကိုအဲ့ဒီကလေးယုတ်ကတည်းကမြတ်စွာဘုရားပွင့်တာဖြစ်လို့ဆိုပြီးတိုင်းဆိုတဲ့အဆိုဒီလိုပဲထပ်လာမှာဖြစ်တယ်နောက်ဆုံးအဆင့်အဆိုးဆုံးတန်းကုန်သည့်ထီအောင်ဆိုးသွားပြီးတဲ့နောက်မှာတော့မုန်တိုင်းထန်လို့မုန်တိုင်းပြင့်သွားလို့ရှိရင်လေးပြေးလေးလာတဲ့အချိန်ဆိုတာပေါ်လာတတ်တယ်ပေါ့နော်မုန်တိုင်းတိုက်ပြီးတဲ့နောက်မှာလေးပြေးလေးတိုက်လာတတ်တယ်ပေါ့အဲ့ဒီအချိန်ခါရောက်လာလို့ရှိရင်တော့အဆိုးတွေကကုန်သွားပြီးကောင်းဘက်ကိုပြန်စားလာအဲ့ဒီကနေပြီးကောင်းလိုက်ပြန်တယ်ကောင်းတဲ့တက်တန်းကလည်းတဖြည်းဖြည်းတက်သွားပြီးတော့နောက်ထပ်အဆိုးဆိုတာလာအောင်မယ်လူတွေရဲ့တက်တန်းတွေကလည်းမတန်မှရှိအသင်ခြေတန်းထိအောင်ရောက်နတ်တွေတဲ့တောင်အသက်ရှိတဲ့အဆင့်ထိအောင်ရောက်သွားနိုင်နောက်ပိုင်းမှာလူတွေအချင်းပြည့်သည့်အတွက်ကြောင့်တက်တန်းတွေကပြန်ဆုပ်ယုတ်လာဒါသက္ကဝတိသုတ်တံမှာဒီတိုင်းပဲဟောထားတာဗျာနော်ဒီတိုင်းပဲဟောထားတာအဲ့လိုအကောင်းနဲ့အဆိုးကျုံနေတာသောဝတရားကြီးတို့ဖြစ်ပြီးတော့နေအဲ့တော့ကောင်းခြင်းဆိုခြင်းရဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်တရားဝါဒီအားလုံးရဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေမကောင်းတဲ့စိတ်ဓာတ်တွေလွှမ်းမိုးလာခြင်းဟာမကောင်းခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ပေါ့မြတ်စွာဘုရားပွင့်လိုက်လို့ခံသာသွားတဲ့အနေအထားမျိုးတော့ရှိတယ်မြတ်စွာဘုရားပွင့်သွားတာပြိဋိဘံဆံသွားတာအခုနေပေါင်း2600 2500ကျော်သွားပြီဆိုတော့
တဖြည်းဖြည်းဆိုးဘက်ကအာသာလာမှာပဲတော့ခုချိန်မှာအဆိုးဆုံးလို့မဆိုရသေးတဲ့အချိန်လေးရောက်တဲ့အချိန်မှာကိုယ်တိုင်ကောင်းနိုင်သမျှကောင်းအောင်ကြိုးစားဖို့ကလွယ်ပြီးတခြားလုပ်စရာဘာမှမရှိပါဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပဲဒီကလိယုဂထဲမှာပွင့်လာတဲ့အခါမှာချီးမားတဲ့အနှောက်အယှက်တွေမျိုးစုံကြုံရတယ်လူသားတွေကနှောက်ယှက်တာလို့နတ်တွေကလည်းပဲနှောက်ယှက်တယ်တော့ကောင်းတာမကြိုက်တဲ့လူစုဆိုတာရှိတယ်လေကြည်ပါလားခုနကကလိယုဂဆိုရင်ကောင်းတာမကြိုက်တဲ့လူက4 ယောက်မှ3 ယောက်ရှိတယ်ကောင်းတာကြိုက်တာ1 ယောက်ပဲရှိတာအဲ့တော့အမြဲတမ်းသူကမကောင်းတာကြိုက်တဲ့လူတွေအများနေအဲ့တော့ဒီအဓိပ္ပာယ်ကိုဖော်ဆောင်တဲ့အနေနဲ့မနတ်တို့မြတ်ဗုဒ္ဓဤတုံ့ပြန်ချက်များဆိုတာမှတ်သားနာယူကြည့်ကြရအောင်အဲ့တော့အဆိုးကိုဘာနဲ့တုံ့ပြန်မလဲတန်ယုဒ္ဓနိကေမှာမာရတန်ယုဒ္ဓဆိုပြီးတော့မနတ်တို့မြတ်ဗုဒ္ဓရဲ့တုံ့ပြန်ချက်များကိုသုတ်ပေါင်း25သုတ်နဲ့မှတ်တမ်းတင်ထားတာရှိတယ်။တော့ဒီကနေ့ပထမဆုံးသုတ်တန်လေးကိုနာယူမှတ်သားကြည့်တဲ့အခါမှာကိုယ့်အတွက်အဖြေတစ်ခုတော့ရမှာပဲပေါ့။စိတ်ရဲ့ဖြေရလေးတစ်ခုတော့ရလာနိုင်တယ်ပေါ့။မြတ်စွာဘုရားတောင်းဆိုကြုံနဲ့ဘလို့တုံ့ပြန်ခဲ့တယ်ဆိုတာသိသွားနိုင်တယ်ပေါ့။အဲ့တော့အကောင်းဆုံးခွဲခြားသိပြီးတော့အဆိုးကိုအကောင်းနဲ့ဘလို့တုံ့ပြန်ရမယ်ဆိုတာဒီသိရှိနားလည်နိုင်တယ်မာရတန်ယုတ်မှာသုတ်ပေါင်း25သုတ်ဟောထားတာဒီနေ့ပထမဆုံးသုတ်ဖြစ်တဲ့တပောကမ္မလို့နာမည်ပေးထားတဲ့သုတ်တန်လေးကစပြီးတော့နာယူမှတ်သားကြည့်အောင်တပောကမ္မဆိုတာတပအကျင့်တပဆိုတာပင်မခက်ခဲပြီးတော့ဆင်းရဲဒုက္ခပြတဲ့အကျင့်ကျင့်ဖို့ရဓမ္မခက်ခဲတဲ့အကျင့်မျိုးဖះလောင်းတော့ဟာ6 နှစ်ပတ်လုံးကျင့်တဲ့မှာဒုက္ခရစရိယာလို့ခေါ်တဲ့ပင်မတဲ့အကျင့်မျိုးကျင့်ခဲ့တာဖြစ်တယ်အဲ့ဒါကိုတပအကျင့်လို့ခေါ်တယ်အိန္ဒိယမှာဒီတပအကျင့်တွေကခေတ်စားခဲ့တယ်ပေါ့တော့ဓမ္မစကြာစကားနဲ့ပြောလို့ဆိုရင်အတ္တကိလမထာနုယောဂဆိုတဲ့အကျင့်ပဲတပအကျင့်ဆိုတာခန္ဓာကိုယ်နှိမ့်ဆက်ပြီးတော့ဒုက္ခခံမှအနာခံမှအတန်ဆာရတယ်ဆိုတဲ့ဝါဒအတိုင်းပဲလူရဲ့ခန္ဓာကိုယ်ကိုနှိမ့်ဆက်ညှဉ်းပန်းပြီးတော့မကောင်းတဲ့စိတ်ဓာတ်တွေလျော့ပါအောင်ကြိုးစားတဲ့အကျင့်ကိုတပအကျင့်လို့ဒီလိုခေါ်လို့ရတယ်နော်ခန္ဓာကိုယ်ကိုနှိမ့်ဆက်ညှဉ်းပန်းပြီးတော့မလန်းအောင်လှုပ်ထားတဲ့အခါမှာစိတ်ကလည်းကာမဂုဏ်အာယုဘက်မှာတက်ကြွမှုမရှိဘူးလို့ယူဆပြီးတော့အဲ့ဒီတပအကျင့်တွေကိုကျင့်ကြတာဖြစ်တယ်ဖះပွင့်တဲ့အချိန်မှာအဗ္ဗဓမ္မခေတ်စားခဲ့တယ်အဲ့ဒီတပအကျင့်ကိုကျင့်တဲ့ထဲမှာအထွတ်ထိပ်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်ကဘယ်သူတုံးဆိုရင်မက္ခလိကောသလပဲဖြစ်တယ်မက္ခလိကောသလဟာတပအကျင့်ကိုကျင့်တဲ့နေရာမှာအစွမ်းကုန်ပင်ပန်းခံသွားတဲ့ပုဂ္ဂိုလ်အောင်မြင်ပေါရောက်သွားတယ်ဆင်းရဲဒုက္ခမျိုးစုံကိုခံပြလိုက်တယ်အမျိုးစုံကိုဘယ်တိုင်းတာထိခံနိုင်ရှိတယ်လဲဆိုတာကိုသူခံပြီးတော့ချက်ချက်ကြွကွာတော့ရလကဘာရှိတော့ဆိုဘာမှမရှိဘူးရလကဘာအကျိုးမှမရှိဘူးခန္ဓာကိုယ်ပင်မယုံတပည့်ဆက်ကြမှာမြတ်စွာဘုရားဟောထားကြည့်ယောယံအတ္တယောစာယံအတ္တကိလေသာဒုယောခောဒုက္ခောနာရိယောနထတဟိတောစကားသုံးလုံးနဲ့မြတ်စွာဘုရားတပအကျင့်လို့ဆိုတဲ့ဒုက္ခရစရိယအကျင့်ဟာတဲ့ဒုက္ခတိတ်ကိုခဲနေတိတ်ကိုပင်မနေတိတ်ကိုဆင်းရဲတယ်အဲ့ဒါလို့ဆင်းရဲလို့အကျိုးတစုံတရာရသလားလို့ဆိုအနတ္ထသဟိတတဲ့ကောင်းကျိုးကိုဖြစ်ပွားစေမှုလုံးဝမရှိဘူးလို့ပြောတယ်ကောင်းကျိုးချမ်းသာကိုဖြစ်စေမှုလုံးဝမရှိဘူးအနာရိယောပြည့်ပြည့်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေမလိုက်ဘူးတဲ့ဒီအကျင့်ကို
ဒုက္ခအနာရိယောအနတ္တသဟိတောကောင်းကျိုးချမ်းသာကိုလုံးဝမဖြစ်စေနိုင်တဲ့အခြင်းဖြစ်တယ်တိတိလင်းလင်းဓမ္မစကြာမှာရှေးခေတ်ကခေတ်စားခဲ့တဲ့အကျင့်နှမျိုးကိုမြတ်စွာဘုရားထုတ်ဖော်ဟောကြား